So is a wat kulutala, hello, you are Danny Law. Dopu wet no or do can be sick over that, or lurgy, ni lurgy, donna lurgy, ku are Danny Law. Rapacluni, the new papa tabutaba, the whole tarop, Siblu Bacasa Dumalo, Bacasa.co, tabutaba, a sone, Pacarutuco, Yako Sado Louis, Sapo Ho, who are Denitke. Yako Sado Louis, Sapo Ho. Tubu tutasu ya otke do tubu tasu tu olo khiwa tasu olam ko batabo sasuya baksa siblu baksa tabo ya do malo tinya ido tinya shako pro pasaro lo gopotulo kesa to hodo tablu do malo kesa to takota ke takota obasatna ki ndleta da baba ne baba hodo tablu do malo do tabuta ba pe klune se ko ni papo tabuta ba ito do pe but ko bat ko batalo trosomopu me get no do pu do we te pa ba bat ko batalo YouTube me Zoom me Telegram me live me Facebook like ko di kono ga de me olo talo ko pu de te pa na ki kasao suido masa la ba rit ki ba ya masa ba si ko tabuta ba I do line connection te pa ta ke la ka se kle ta re ba me ge ni to ram lo ke ko hi no ba kasa ya klu ka cha me ram lo ko ta chu ka pa te pa me do ta tu ta se te pa na gi kasao suido masa ba nit ki masa ba si ko pe do pu do we te pa be but ko bat ko cha ko di ko no ga de tra lo te na da we tra lo te na da we kasao do be shi pu ko pu du pu cha pu te pa cha lu ba te pa ti tu kwa pla te nya lo kasao malama pwe ni cha lu te pa nit ki do ta bu ta ba I pa lo ta lo kasa su ku ni lo hello o do pa su ba kwan ki lo Yesu Christ mu khina lo pa ya o amen pwe ya pa ko mu ko ga de pa ka ta wi ko cha ato ne kikia kisi nui ta to kikia kisi nui su ona o pemiti da ba ka ta wi ko se de nit ki
ยาปาวมูก็ว่าเดมีพิพิลสระว่าเลตาดีมีสิบลูบาตุก็ว่าเดนี่ล้อโอเคอีเบกเลสุตากสอนี่ล้อနော်ဒီတကဆောပတရာမခုထပါဝရတော့ဒီစောစီဖလောက်ဖဲစစ်တော်ပထရတကရတစီခော့ဆဖိုးခော့ခွီစစ်တော်ပထရယူတကရတစီခော့ဆဖိုးခော့ခွီตาเคสุยาโอนี่เรเนตาตนิปตาเลปากญอตะกีลอตาเคสุยาโอนี่เรเนตาตนิปตาเลปดูพาดูตะกีนี่ลอโอเคอีพาเลเคขอหินอปวาตะซากลูทานี่มีเวลาปตรามุสุสุเตนี่ลอพิลอตาสกตอเลสุปุเลลปวนี่ลอเชื่อว่าพระตะเคียนเจสุตินเนี่ยปะเนาะดิลမျိုးနဲ့နဲလာတဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တမန်တရားကိုဟောပြောဝေမျှတိုက်တွန်းခွာပေးနိုင်ဖို့ရအတွက်အစီအစဉ်ရေးဆွဲပေးတဲ့ကန္တာအတီးပေါ်မှာလည်းပဲအထူးပဲကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်ကျမရဲ့အခြေပြုကျမ်းပိုင်ဟာဆိုလို့ရှိရင်138ခုမြောက်သောစာလံအပိုင်းငယ်8အနေကိုအထိသာရဖျား၌ခိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်သာ၍ကောင်း၏သာရဖျား၌ခိုလုံခြင်းသည်မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏ဒီကနေ့ကျွန်မယူဆောင်လာတဲ့နှုတ်ကပတ်တမန်တရားရဲ့ခေါင်းစဉ်ဟာဆိုလို့ရှိရင်လူတို့ဤထောက်ခံမှုကိုမျော်လင့်မနေပါနဲ့လူတို့ရဲ့ထောက်ခံမှုကိုမျော်လင့်မနေပါနဲ့ဒီကနေ့ကျမတို့လူသားတွေဟာဆိုလို့ရှိရင်တခါတည်းကျမလည်းဖြစ်တယ်အခြားသောသူလည်းဖြစ်တယ်လူတွေရဲ့ထောက်ခံမှုကိုကျမတို့တစ်ချိန်လုံးကျမတို့မျှော်ကိုတတ်ကြတယ်သူတစ်ပါးဟိုကျမတို့ဟာဆိုလို့ရှိရင်ကျမတို့အကောင်းပြောလာမယ်ဆိုလို့ရှိရင်ကျမတို့မျက်နှာပြုံးချိုးနေတာပဲဒါပေမဲ့တခါတလေသူတစ်ပါးကကျမတို့ကိုမကောင်းပြောဘူးဆိုလို့ရှိရင်ကျမတို့မျက်နှာဆိုရှင်ပုတ်တူးပြီးတော့မှညှိုးနွမ်းတတ်ကြတယ်နော်ဒါပေမဲ့ဘုရားသခင်ဟာဆိုလို့ရှိရင်အဲ့ဒါလိုမဟုတ်ဘူးပေါ့နော်တခါတလေကျမတို့ဟာဆိုလို့ရှိရင်သူတစ်ပါးကိုကြည့်လိုက်တယ်သူ့မျက်နှာညှိုးနွမ်းသွားပြီဆိုရင်ဟဲ့ငါဘာများပြောမိလဲငါဘာများအမားလုံးမိလဲဆိုပြီးတော့မှကျမတို့ဟာဆိုရှင်သူတစ်ပါးရဲ့အရေးအကဲကိုခဏပဲကျမတို့ကြည့်မိတယ်ပေါ့နော်ဒါပေမဲ့သူတစ်ပါးကိုပေါ့နော်ထိမိ၍လဲเสียမပြောဖို့ဆိုတာကျမတို့အရောက်စီတိုင်းလဲစင်ချင်ဖို့အင်မတန်မှလိုတယ်ပေါ့နော်တိုးတော်ညာလည်းပဲကျမတို့တစ်ချိန်လုံးကျမတို့သူတစ်ပါးကိုအမြဲတမ်းပြောနိုင်အောင်ကျမတို့တရားမှမလုပ်ဆောင်နိုင်ဘူးဒီကဘာမှာရှိတဲ့လူသားအားလုံးကိုလည်းပဲကျမတို့အချိန်နဲ့တပြေးညီကျမတို့တို့ပြောအောင်ကျမတို့မလုပ်ပေးနိုင်ဘူးဒါပေမဲ့ကျမတို့ဟာသူတစ်ပါးရဲ့မတာမယာနေတဲ့မျက်နှာကိုပဲကျမတို့ဟာအချိန်ပြည့်ဘယ်လိုကျမတို့မြင်နေတဲ့အခါမှာကိုပဲအမားလုံးမိလားကိုပဲဘယ်လိုဘာများမကောင်းပြောမိလဲဆိုပြီးတော့မှကျမတို့ရဲ့နှလုံးသားမှာတခါတလေကျမလည်းပဲခံစားဖူးတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ဟာဆိုလို့ရှိရင်အဓိကကျမတို့ဘုရားသခင်ကျမတို့ကိုဘာပြောနေပြီလဲဘုရားသခင်ပြောတဲ့အရာဟာကျမတို့ပို့ပြီးတော့မှနာခံတတ်ဖို့သူများတွေကျမတို့ကိုဘာပဲပြောနေပါစေမနော်အဓိကဘုရားသခင်ဘာပြောနေပြီလဲဘုရားသခင်ရဲ့နောက်ကိုကျမတို့ပို့ပြီးတော့မှတဆိုင်မဲ့လိုက်နိုင်ဖို့အင်မတန်မှအရေးကြီးတယ်လူတွေဟာနော်ကိုယ့်ကိုပြောပင်မဲ့လည်းပဲဘောနော်သူတို့ဟာဒီလူဟာမကောင်းဘူးဒီလူဟာဒီလိုဖြစ်တယ်ဆိုပင်မဲ့သူတို့တွေကကျမတို့ကိုအချိန်ပြည့်နဲ့အညီကြည့်ပေးနိုင်တဲ့လူမဟုတ်ကျမတို့ကိုအချိန်ပြည့်အညီကြည့်ပေးနိုင်တဲ့သူဟာဘုရားသခင်တပါးတာဖြစ်တယ်ဘုရားသခင်ဒီကနေ့ကျမတို့ကိုဘာလို့ဆိုလို့စေချင်လဲဘုရားသခင်ကျမတို့ကိုဘာလို့ခိုင်းစေချင်လဲဆိုတဲ့အရာကိုပဲကျမတို့ဟာရှေ့ရှုရမှာဖြစ်တယ်ဒါကြောင့်မလို့138ခုမြောက်သောစာလံအပိုင်းငယ်8မှာဆိုလို့ရှိရင်လေသာရဘုရားကိုခိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်သာ၍ကောင်း၏တခါတလေကျမတို့ရဲ့အသက်တာမှာဘုရားသခင်ကိုခိုလုံဖို့ရအတွက်လူကိုပဲကိုးစားတတ်ကြတယ်
လူရဲ့ထောက်ခံမှုကိုပဲကျမတို့ကမျှော်လင့်တတ်ကြတယ်ဒီလူဟာကိုယ်ထောက်ခံချိန်နဲ့အမျှကျွန်တော်တို့ထောက်ခံနေပေမဲ့ဒါပေမဲ့အမြဲတမ်းကျွန်တော်ကျမတို့ထောက်ခံတော်ညာလဲကျွန်တော်ကျမတို့ကိုမကောင်းပြောတာလဲရှိကောင်းရှိနိုင်မယ်တိုးတော်ညာပဲဘုရားသခင်ရဲ့ထောက်ခံမှုကိုပဲကျွန်တော်ကျမတို့အရောက်စီတိုင်းမျှော်လင့်တတ်ဖို့အင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ဒီကနေ့တမန်ကျမ်းစာထဲမှာဆိုလို့ရှိရင်လူတွေရဲ့ထောက်ခံမှုထက်ဘုရားသခင်ရဲ့ထောက်ခံမှုကိုအလေးထားပြီးတော့မှစူးစမ်းလှုပ်ခေါင်တဲ့အခါမှာမိမိတို့ရဲ့ရည်ရွယ်ချက်ပန်းတိုင်အောင်မြင်မှုကိုရရှိခဲ့တဲ့လူလေးဦးအကြောင်းကျွန်မအနေငယ်တိုက်တွန်းခွန်အားပေးချင်ပါတယ်ပထမတူဦးအနေနဲ့နေဟာမိနော်နေဟာမိရဲ့အကြောင်းကျွန်မပြောချင်ပါတယ်နေဟာမိဟာဆိုလို့ရှိရင်အဲ့ချိန်ခါမှာဣသရေလလူမျိုးဟာတိုင်းတစ်ပါးတွေရဲ့ဖန်ဆီးခေါ်ဆောင်သွားခြင်းကိုခံရတဲ့အချိန်ခါဖြစ်တယ်နေဟာမိဟာဆိုလို့ရှိရင်ပြိုပြက်နေတဲ့ယေရုရှလင်မြို့ရိုးကိုပြန်လည်တည်ဆောက်ဖို့ရအတွက်ပါရှန်ဘရင်အာတေဇရစ်မင်းထံခွင့်ပြုချက်တောင်းတဲ့အခါမှာခွင့်ပြုချက်ရတဲ့အခါမှာနေဟာမိတီပြိုပြက်နေတဲ့မြို့ရိုးကိုပြန်ပြီးတော့မှတည်ဆောက်ဖို့ရအတွက်ယေရုရှလင်မြို့ကိုပြန်လာခဲ့တယ်ယေရုရှလင်မြို့ရောက်တဲ့အခါမှာနေဟာမိယာဆိုလို့ရှိရင်ဣသရေလလူမျိုးများကိုစီယုံပြီးတော့မှမြို့ရိုးကိုပြန်လဲတည်ဆောက်ဖို့ရအတွက်သူဟာကြိုးပမ်းခဲ့တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်နေဟာမိမတ်စာအခန်းကြီးလေးအငယ်တစ်ကနေနှစ်ကိုကျမတို့ကြည့်မယ်ဆိုရှင်ထို့ငါတို့သည်မြို့ရိုးတီချောင်းကိုတမလက်တီကြားတိတော်အခါအလွန်ဒေါသအမျက်ထွက်၍ယူဒလူတို့ကိုပြည့်ရပြုလက်အာမရှိသောထိုယူဒလူတို့သည်အဘယ်သို့ပြုမိနီကိုခိုင်ခန့်စေမီလောရစ်ပူဇော်မီလောတနေ့ချင်းတွင်လက်ဆက်တတ်မီလောကျွမ်းလောင်သောကြောက်တို့ကိုအမိုက်ပုံများထဲကထုတ်၍ပြုပြင်မီလောဟုမိမိအမျိုးသားချင်းရှမာရိတတ်သားရှိမှပြောဆို၏ဒီကနေ့ပါနော်နေဟာမိဟာဆိုလို့ရှိရင်ပြိုပြက်နေတဲ့ယေရုရှလင်မြို့ရိုးကိုပြန်လဲတည်ဆောက်ဖို့ရန်ယေရုရှလင်ကိုပြန်တဲ့အခါမှာနော်တမလက်လူတွေဟာကြားသိတဲ့အခါမှာအင်တန်မှဒေါသထွက်တယ်သူတို့စောက်တဲ့မြို့ရိုးကခိုင်ခန့်ပါမလားဆိုပြီးတော့အမျိုးနော်နေဟာမိတို့ကိုကဲ့ရဲ့ပြစ်တင်ရှုံးချကြတယ်နောက်အငယ်3ကိုကျမတို့ဆက်ဖတ်မယ်ဆိုလို့ရှင်သူတို့အနားမှာရှိသောအာမုံအမျိုးသားတောဘိကလည်းသူတို့တိဆောက်သောမြို့ရိုးကိုတောခွေးထိခိုက်လင်ပြိုလဲလိမ့်မည်ဟုပြန်ပြော၏နော်အမျိုးကဲ့ရဲ့ပြစ်တင်ခြင်းကိုနေဟာမိခံရတယ်တိုးတော်ညာလည်းပဲနေဟာမိဟာဆိုလို့ရှိရင်နော်သူတို့ရဲ့ထောက်ခံမှုကိုမမျှော်ခဲ့ဘူးပေါ့နော်နေဟာမိဟာသူလှုပ်เสียရှိတာကိုဆက်လက်ပြီးတော့မှလှုပ်ဆောင်ခဲ့တယ်အဲ့အချိန်မှာနေဟာမိခန်းကြီးလေးအငယ်ခွန်ရှိကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ယေရုရှလင်မြို့ရိုးမြစ်၍ပြိုပြက်ရာတို့ကိုပြုပြင်စဖြစ်သည်ဟုတမလက်နှင့်တောဘိအစရှိသောအာရက်လူအမုံလူအာဇုံလူတို့ကြားတိသောအခါအလွန်ဒေါသစိတ်ရှိသည်ဖြင့်ယေရုရှလင်မြို့ကိုစစ်ရှိ၍တိုက်မိထိုအမှုကိုဖျက်ဆီးမိဟုတညီတညွတ်ထဲတိုင်ပင်ကြ၏တကယ်လို့နေဟာမိတို့ဟာဆိုလို့ရှိရင်ဒီယေရုရှလင်မြို့ကိုတည်ဆောက်နေတဲ့အချိန်မှာငါတို့ဟာတွားပြီးတော့မှဣသရေလလူမျိုးတွေကိုတိုက်ခိုက်မယ်ဆိုပြီးတော့မှအမျိုးမနော်မကောင်းကြံခဲ့ကြတယ်တိုးတော်ညာလဲနေဟာမိဟာဆိုလို့ရှိရင်သူတို့ရဲ့ထောက်ခံမှုသူတို့ရဲ့အားပေးမှုကိုနေဟာမိမမျှော်ကိုးခဲ့ဘူးအဓိကဖယားသခင်ရဲ့စေခိုင်းချက်ကိုပဲနေဟာမိကရှေ့ရှုပြီးတော့မှမြို့ရိုးကိုတည်ဆောက်ဖို့ရန်သူကကြိုးပမ်းလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျမတို့တွေ့ရှိခဲ့ပါတယ်ဥပမာရန်သူတွေတိုက်ခိုက်လာခဲ့မယ်ဆိုလို့ရှိရင်တစ်ဖက်ကိုအလုတ်လှုပ်စေပြီးတော့လက်တစ်ဖက်ကိုလက်နဲ့ကင်စီခဲ့တယ်ပေါ့နော်ဆိုတဲ့အကြောင်းကိုလည်းတမန်ကျမ်းစာထဲမှာအတိအလင်းဖော်ပြထားပါတယ်နေဟာမိမတ်စာခန်းကြီးလေးအငယ်20မှာဆိုလို့ရှိရင်လေတို့ဖြစ်၍တဘိုးမုတ်တန်ကိုကြားရအရက်မှငါတို့ထံသို့စီဝေးကြ၏ငါတို့၏ဖျားသခင်သည်ငါတို့ဖက်မှစစ်ကူတော်မူ
mi hu mumet me ya shi chuyên to tu along do a nga so i tagelo tu alo Italyလူမျိုးတွေလည်းကြောက်မှာပဲတကယ်လို့ရန်သူတွေတိုက်ခိုက်လိုက်ရင်ဘယ်လိုလုပ်ရမလဲဒါပေမဲ့နေဟာမိဟာဆိုလို့ရှိရင်ဘုရားသခင်ငါတို့ဖက်မှာရှိတဲ့ဘုရားသခင်ကိုငါတို့ကိုးစားရင်အရာခတ်သိမ်းတတ်နိုင်တယ်ဆိုတဲ့အကြောင်းကိုနေဟာမိဟာဆိုလို့ရှိရင်ဣတရီလလူမျိုးတွေကိုဖြောင်းဖြတဲ့အခါမှာပြောပြတဲ့အခါမှာဣတရီလလူမျိုးတွေလည်းစီစီလုံးလုံးတညီတညွတ်ထဲနဲ့တစ်ဖက်မှာအလုတ်လုတ်ပြီးတော့မှတစ်ဖက်မှာလက်နက်ကိုကင်စီတယ်ရန်သူတွေအချိန်မရွေးလာနိုင်တဲ့အတွက်ကြောင့်လန်သူတွေလာတဲ့အခါမှာတိုက်ခိုက်ဖို့ရန်အတွက်သူတို့လည်းပြင်ဆင်ခဲ့တယ်တကယ်လို့ရန်သူတွေလာတဲ့အခါမှာတဘိုးအချက်ပေးနိုင်အောင်တဘိုးခရကိုလည်းပဲပြင်ဆင်ခဲ့တယ်ဒီကနေ့ကျမတို့ကြည့်မယ်ဆိုလို့ရှိရင်နေဟာမိရဲ့အသက်တာမှာဆိုလို့ရှိရင်သူဟာဆိုလို့ရှိရင်ဘုရားသခင်ရဲ့ထောက်ခံမှုကိုမျှော်လင့်တဲ့သူဖြစ်တယ်သူဟာဆိုလို့ရှိရင်အခြားသောလူတွေရဲ့ထောက်ခံမှုကိုသူမမျှော်လင့်ခဲ့ဘူးเนาะလူဒါကြောင့်မလို့ပဲသူဟာဘုရားသခင်နဲ့အတူတွာလာပြီးဘုရားသခင်နဲ့ကိုတာကိုးစားပြီးတော့လှုပ်ဆောင်တဲ့အတွက်ကြောင့်မလို့ယေရုရှလင်မြို့ရိုးကို52ရက်အတွင်းမှာပဲအပြီးအစီးစောင့်လုပ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကျွန်မတို့တွေ့ရှိရမှာဖြစ်ပါတယ်ဒီကနေ့ကျွန်မတို့ရောက်စီတိုင်းရဲ့အသက်တာမှာလည်းပဲနေဟာမိကဲ့သို့ပဲတခါတရံကျွန်တော်ကျမအရောက်စီတိုင်းရဲ့အသက်တာမှာထိုးနှက်မှုဆိုတာဝင်လာစမြဲပဲတိုးတော်ညာလည်းပဲသူတို့ရဲ့ပြောတဲ့အရာတစ်ခုချင်းစီတိုင်းကျမတို့အတွက်ထိမိပြီးတော့လဲစရာမရှိပဲသူတို့ပြောလိုက်တဲ့စကားတခွန်းချင်းစီတိုင်းကျမတို့အတွက်စေးဖြစ်စေဖို့ပို့ပြီးတော့မှကျမတို့ပို့ပြီးတော့မှကြိုးစားဖို့ဘုရားသခင်နဲ့ပို့ပြီးတော့မှတွာလာဖို့အင်မတန်မှအရေးကြီးတယ်တခါတည်းကကျမတို့ကသူတစ်ပါးရဲ့ထိုးနှက်တဲ့စကားကြောင့်ပြိုလဲသွားတဲ့သူရှိတယ်တိုးတော်ညာလည်းပဲဥမာကျမဆိုလို့ရှိရင်ကျမရဲ့အသက်တာမှာဆိုရင်ထိုးနှက်မှုအများလာလေကျမပို့ပြီးတော့မှတင်ယူမှုရလေငါခံနိုင်ရရှိအောင်ဘုရားသခင်ပြင်ဆင်ပေးတာပြောပါစေကြိုက်တလောက်ပြောပါစေကိုမန်နေရင်အရာအလုံးကဘုရားသခင်သိတယ်တကယ်လို့ကျမမားခဲ့ရင်ဘုရားသခင်ကျမကိုစီရင်လိုက်မယ်သူတို့အတွက်တော့ဆုတောင်းခြင်းအဖြစ်ပဲကျမအချိန်ပြည့်တတိယပေးတယ်ဗောနော်နောက်တူအနေနဲ့မောရှေရဲ့အသက်တာကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်တော်လေရကျမ်းအခန်းကြီး7အငယ်1မှာအကယ်၍သာဝရဘုရားတည်မောရှေအားဖြစ်တဲ့ဗျာဒိတ်ပေးတော်မူသလောငါတို့အားဖြစ်လဲပေးတော်မမူသလောဟုဆိုကြ၏ထိုစကားကိုသာဝရဘုရားကြားတော်မူ၏ထိုနည်းတူပဲမောရှေကလည်းလူတွေရဲ့ထောက်ခံချက်ထက်ဘုရားသခင်သူ့ကိုဗပြောလဲဆိုတာကိုပဲပို့ပြီးတော့မှအလေးထားတဲ့သူတူဖြစ်တယ်ဒါကြောင့်မလို့ဣတရီလလူမျိုးတွေဟာဆိုလို့ရှိရင်အကတုပြည်မှာကျွန်ခံနေရတဲ့အခင်ဘုရားသခင်မောရှေကိုစေလွတ်ပြီးတော့ဣတရီလလူမျိုးတွေကိုကယ်တင်ဖို့ရအတွက်အကတုပြည်ကိုစေလွတ်ခဲ့တယ်ဆိုတဲ့အကြောင်းလည်းကျမတို့သိရှိမှာဖြစ်ပါတယ်အကတုပြည်မှာကျွန်ခံနေရဣတရီလလူမျိုး6သိန်းကျော်ကိုလည်းပဲမောရှေဟာဆိုလို့ရှိရင်အကတုပြည်ကနေခေါ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းလည်းကျမတို့သိရှိရမှာဖြစ်ပါတယ်မောရှေဟာခေါင်းဆောင်အနေနဲ့အဲ့ဒီဣတရီလလူမျိုး6သိန်းကျော်ကိုဦးဆောင်ခဲ့ရတယ်ဒီလန်ခီတလျှောက်မှာလည်းပဲမောရှေဟာအမျိုးမျိုးပြောဆိုခြင်းကိုမောရှေကြုံတွေ့ခဲ့ရတယ်အဲ့ဒါလိုပဲလမ်းခုလက်တနေရာရောက်တဲ့အခါမောရှေဟာဆိုလို့ရှိရင်သူ့အကိုဖြစ်တဲ့အာရုန်နဲ့သူ့အမမီရီအန်ဟာဆိုလို့ရှိရင်မောရှေကုရှအမျိုးသမီးနဲ့စုံဖက်တာနဲ့ပတ်သက်ပြီးတော့မှဝေဖန်ကဲ့ရဲ့ခဲ့ကြတယ်တိုးတော်ညာလည်းပဲမောရှေဟာသူ့အကိုသူ့အမတွေရဲ့ဝေဖန်ကဲ့ရဲ့မှုကိုဘာကြောင့်ငါ့ကိုပြောရတာလဲဆိုပြီးတော့မှပြန်မပြောခဲ့ဘူးဗောနော်ဘာဖြစ်လဲဆိုလို့ရှိရင်ပြောပါစေမနော်တိုးတော်ညာလည်းပဲဘုရားသခင်ကတော့ပြောခွင့်မပေးခဲ့ဘူးဆိုတာကိုကျမတို့တွေ့ရှိရမှာပဲဖြစ်ပါတယ်တောလေယာကျမ်းအခန်းကြီး7တော်လေကျမ်းခန်းကြီး7အငယ်2ကိုကျမတို့ကြည့်မယ်အငယ်2ခဏကျမဖတ်သွားတဲ့ဒီကျမ်းပိုက်ပဲဖြစ်ပါတယ်မောရှေအဖြစ်ပဲဘုရားသခင်ကအလုတ်လုတ်တဲ့ဘုရားလားငါတို့အဖြစ်ရောဘုရားသခင်ကအလုတ်မလုတ်တဲ့ဘုရားလားဆိုပြီးတော့မှဒီကဲ့ရဲ့ဝေဖန်မှုကိုမောရှေကသူ့အကိုတွေရဲ့ထောက်ခံမှုကိုမမျှော်ခဲ့ဘူးဘုရားသခင်ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာဘုရားသခင်ပဲသိတယ်ဆိုတဲ့အကြောင်းမောရှေကဝန်ခံတတ်တဲ့အသက်တာရှိခဲ့တယ်ဒါကြောင့်မလို့ပဲမိရိအန်ကိုဘုရားသခင်ကဘယ်လိုဆုံးမခဲ့လဲဆိုလို့ရှိရင်တောလေယာကျမ်းအခန်းကြီး20အငယ်30
30မှာကျမတို့ကြည့်မယ်ဆိုလို့ရှိရင်9:30ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်အမျက်တော်ထွက်၍သာဝရဖျားကြွတော်မူသည်ဖြင့်မိုးတိမ်တီတဲတော်အပေါ်မှကွာသွား၍မိရိယန်တီလည်းနူနာဆွဲ၍မိုးပွင့်ကဲ့သို့ဖြူဖွေးလေ၏အာရုံကြည့်၍မိရိယန်နူတီကိုမြင်လေအိုးအကျွန်ုပ်၏ဖျားသခင်အကျွန်ုပ်သည်မိုက်သောအမှုကိုပြုမိ၍ပြစ်မှားသောအပြစ်ကိုကျွန်ုပ်တို့အပေါ်မှာတင်တော်မမူပါနှင့်ဟုအကျွန်ုပ်တောင်းပန်ပါ၏ဖျားသခင်ရွေးချယ်ထားတဲ့သူဖျားသခင်ဆိုလို့ရှိရင်မောရှေကိုဖျားသခင်ရွေးချယ်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့မောရှေဟာဘာမှသူ့အပေါ်မှာမထားပင်မဲ့ဘာတန်ရမှမထားပင်မဲ့ပေါ့နော်ဘုရားသခင်ကတော့သူရွေးချယ်ထားတဲ့ခေါင်းဆောင်သူရွေးချယ်ထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မိရိယာနှုတ်အားဖြစ်ပဲပြောလိုက်တဲ့အရာဟာဆိုလို့ရှိရင်မနော်သူတကိုယ်လုံးဖြူဖွေးပြီးနူနာဆွဲသွားတယ်အဲ့ချိန်မှာသူ့အကူဖြစ်တဲ့အာရုံဟာမြင်တွေ့တဲ့အခါမှာအင်မတန်မှကြောက်လုံးတုန်လုံးတယ်ဒီကနေ့ကျမတို့အရောက်စီတိုင်းရဲ့အသက်တာမှာကျမတို့ဓမ္မဟောင်းဖတ်ကြည့်တဲ့အချိန်ကျမတို့ဒါအဲ့ခက်ခဲခါမှာကျမတို့ဒါဒီအချိန်အသက်ရှင်ခဲ့မယ်ဆိုရင်ကျမဆိုရင်ပို့ဆိုးမှာနူနာတော့မကတော့ဘူးလားမသိတော့ဘူးပေါ့နော်ကျမရဲ့အသက်တာမှာနူနာတော့ကမှာမဟုတ်ဘူးဘုရားသခင်ကိုဘုရားလှုပ်အောင်ခဲ့ပါဘုရားရဲ့ကျမလှုပ်ပါမယ်ကိုတော့လှုပ်ပါအောင်ဘုရားသခင်ကငြိမ်းချမ်းတဲ့အခွင့်ကျမ်းမာတဲ့အခွင့်ပေးဘုရားသခင်ကိုမိသွားပြန်ပြီအဲ့လိုမျိုးကျမရဲ့အသက်တာလည်းမှဒီလိုရှိခဲ့တယ်ဆိုလို့ရှိရင်ဒီမီဒီယာနည်းနည်းလေးပဲပြောမိလိုက်တဲ့အမားအခက်အခါတာကျမအဲ့နေရာမှာအသက်ရှင်ခဲ့မယ်ဆိုကျမဘုရားသခင်ကျမကိုခဏပဲအပြစ်ပေးမှာမနော်အသက်တောင်ရှင်နိုင်ပါမလားဆိုပြီးတော့မှကျမကျမ်းစာကိုဖတ်တဲ့အခါမှာကျမတအားကြောက်တယ်မနော်ဖယားခတ်ထားတဲ့လူကိုမပြစ်မှားရဘူးဆိုတာကိုကျမတို့သိစိတ်မှာရှိတယ်ဓမ္မဆရာမပဲဖြစ်စေဓမ္မဝင်ဆောင်ဖယားအမှုတော်ဆောင်နေတဲ့လူတွေအရောက်စီတိုင်းမှာလည်းပဲအားနည်းချက်ရှိတယ်လို့အားတာချက်ရှိတယ်တခါတည်းလူသားဖြစ်တဲ့အခါကဲ့ရဲ့ပြစ်တင်ခြင်းတွေကျမတို့ပြောမိမယ်ဒါကြောင့်မလို့ဒီနှုတ်ကပတ်တော်ကိုကျမတို့ဖတ်မိတဲ့အခါမှာဒီဆရာကောင်းတီဖြစ်စေမကောင်းတီဖြစ်စေသူနဲ့တနေ့သူနဲ့ဖရားသခင်ပဲရှင်းမှာကျမတို့နဲ့ရှင်းရမှာမဟုတ်ဘူးဒါကြောင့်မို့ကျမတို့မဝေဖန်မကဲ့ရဲ့မပြစ်တင်ဖို့အင်မတန်မှအရေးကြီးတယ်ဆိုတော့ဒီမိရိယမောရှေကိုနည်းနည်းလေးပဲဝေဖန်ပြစ်တင်လိုက်ပေမဲ့နူနာတကူလုံးဆွဲသွားတယ်ဆိုတော့ကျမတို့သိရှိရမှာဖြစ်ပါတယ်ဒါကြောင့်မလို့မောရှေကသူ့အကိုနဲ့သူ့အမကိုအပြစ်မတင်တဲ့အပြင်တောလေအကျမ်းခန်းကြီး7အငယ်73ကိုကျမတို့ကြည့်မယ်ဆိုမောရှေကအိုးဖရားသခင်သူ၏အနာကိုပျောက်စေတော်မူပါအကျွန်ုပ်တောင်းပန်ပါ၏ဟုထာဝရဘုရားအားအော်ဟစ်လေ၏မောရှေကသူ့အကိုနဲ့သူ့အမအတွက်သူတို့အပြစ်ကိုလွတ်ပေးဖို့တောင်းပန်တယ်ဒီကနေ့ဒါဟာဆိုလို့ရှိရင်ကျမတို့ကြည့်မောရှေရဲ့အသက်တာကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ခေါင်းဆောင်ကောင်းတူရဲ့အသက်တာခေါင်းဆောင်ကောင်းတူရဲ့အရေးချင်းမောရှေမှာအပြည့်အဝရှိတယ်ဆိုတဲ့အကြောင်းကိုကျမတို့သိရှိရမယ်ဖြစ်ပါတယ်ဣသရေလကျမတို့ဖတ်တဲ့အခါမှာဒီဣသရေလလူမျိုးတွေလည်းတော်သေးကိုနားထူတဲ့ထဲမှာပါတယ်အစားဖို့အတွက်ဘုရားသခင်အမြဲတမ်းမာနမုတ်ပြင်ဆင်ပေးတယ်မာနမုတ်စားရတယ်ဒါပေမဲ့ရိုးဤတော့တဲ့အချိန်မှာအသားစားခြင်းတယ်ဘုရားသခင်အသားပြင်ဆင်ပေးတယ်ဒါပေမဲ့သူတို့ကအမြဲတမ်းမောရှေအပေါ်မှာပြစ်တင်မှုတွေအမြဲတမ်းကြုံရတယ်နော်ဒါပေမဲ့မောရှေဟာခေါင်းဆောင်ကောင်းပြပြတနဲ့သူဟာဆိုလို့ရှိရင်ဣသရေလလူမျိုးတွေကိုအကောင်းမွန်ဆုံးကြည့်ရှုစောင့်ရှောက်နိုင်ခဲ့တယ်ဆိုတာကိုလည်းကျမတို့သိရှိရမှာဖြစ်ပါတယ်ဒီကနေ့ကျမတို့ယုံကြည်သူအရောက်စီတိုင်းရဲ့အသက်တာမှာလည်းပဲမောရှေကဲ့သို့ပဲသူတပါးကိုဘလို့ပဲပြောနေပါစေခွင့်လွှတ်ခြင်းတရားသူတို့ကိုဘုရားသခင်အပြစ်မတည်အောင်ကျမတို့အမြဲတမ်းဆုတောင်းပေးတတ်ဖို့ကျမတို့နှလုံးသားထဲမှာတူမီတတ်ဖို့အင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းမှပြောချင်တယ်တတိယအနေနဲ့ယောရှုနဲ့ဂါလက်နော်ယောရှုနဲ့ဂါလက်မှာဆိုရှင်တောရဲ့အကျမ်းခန်းကြီး14အငယ်ကိုထာဝရဘုရားကိုမပုန်ကန်ကြနှင့်ထိုပြည်သူပြည်သားတို့ကိုမကြောက်ကြနှင့်သူတို့သည်ငါတို့စားเสียအဖို့ဖြစ်ကြ၏သူတို့၌အမိတကယ်မရှိထာဝရဘုရားသည်ငါတို့ဘက်၌ရှိတော်မူ၏တို့ဖြစ်၍သူတို့ကိုမကြောက်ကြနှင့်ဟုဆိုလေတော့ဒီကနေ့မောရှေဟာဆိုလို့ရှိရင်မောရှေပါရန်တော်အရက်ပါရန်တော်ကာဒေရှာအရက်ကိုရောက်တဲ့အခါမှာခါနန်ပြည်ကိုစုံစမ်းဖို့ရန်အတွက်ထောက်လန်ရေး12ယောက်ကိုစေလွတ်ခဲ့တယ်ပေါ့နော်
เท่าไรเส้นในยาวคันนันปีเนาะต่างเพศส่วนเนี่ยยักเพศส่วนที่ตัวยาวปีโรมาส่งแสงแค่เด้ใช่ไหมยอชูเนี่ยกาเละเนาะดีเนี่ยมาจะมาดูจีเมสโซลูชันจะมาดูยิ่งเงี้ยว่าซันดิสคูเซียมาจะมาดูเปียวเปียพูดได้ปุ่มเปลี่ยนเลยยอชูเนี่ยกาเละเปลี่ยนละปีโรมาสปีกไข่ของเตล่าละจีแบบว่าเนาะสปีกไข่จีของเตล่าปีโรมาโน่นเนี่ยพี่อยู่ตะเกียบฉันเนี่ยปีพิเดเฮ้พี่ตะเกียงารู้ตัวมันตะเกียบเปลี่ยนสิ่งปีเดปีพิเดตีนั่นด้วยเลยมันตามมาปอมยาเจอว่าเลยตีนั่นด้วยเลยจีด้วยแบบพี่ตะเกียบเปลี่ยนสิ่งปีเด多多年来呗，莫要求那个来也表示个瑞个，一直拉路牛的哈，没偷看开不？真的是物业表示个个呗，一直拉路牛的啊，偷看开的，说的一张个。这么多姐妹说了些，到来呀，咱看见十栋，那十栋个呢？anh nghe tông sen nè cái này tông sen tông chứ mà sẽ tôi là chẳng khăn gì sát tông anh nghe tông sen nè cái này tông sen tông chứ mà đôi chỉ mà solution ngã đôi toa về song san to pi ti mimi ta đôi cô phết xí ta ý ngã đôi tuổi miền to pi ta bao đôi ti ăn luôn ăn yếm như cha ý cô chỉ to lu âm nhú ăn nuôi anh cả âm nhú ăn nuôi phi ăn luôn chỉ mà to tu đôi cô lẽ nhìn khai cha bị tu đôi xem mà ngã đôi ti cô ở trên ở tại nàng cao kẻ tôi phía ý tu đô ở trên ở tại thổ tôi phía mì hu sổ yuê là gáo mimi rồi song san to pi cô ít để làm nhiều ta đồ am cao to từ tiếng cô biển cha biểu cha ý đi cả cho mà đồ chỉ mẹ solution cho nên sẽ u hà solution ngài đồ ép biểu hey toa mà tay nè lù cao nữa chi bé ngài đồ toa tay nè chi ni bé tu đô vậyสกัดเลยสุดแต่เกลูกตัวใต้ลูกชิงารู้งารู้อติตัวขันตัวรู้เว้ตัวรู้ลูกเขาเนี่ยจีเว้สุบรมาเฉมาอีตัวนี้ลูมิวเร่เราบีมอชิโอปงกันบียอชูเนี่ยกาเล่เปียวเรสกาวจุดตัวน้าเชี่ยวมือเวนอบุตัวนี้เลยเบ้ไอ้ตัวชูเซอุเปียวเรสกาวเบ้ตัวน้าเชี่ยวมาวิบีเจ้าเล่นเนี่ยแต่จำรู้ตัวหาสุดก็ตัวปีเปลี่ยนพวกเบ้เนี่ยเปียตนาตัวคู่เพียบีดีตัวเลยจะมารู้จีเมสุมอชีอีแต่ละลุมิวรูคอสาวเนี่ยอาคามาจีจะมารู้สัพพะเมสุเช่นเจตนาตัวคู่พี่วิสุยก็ตัวเปลี่ยนไหมเขาสาวยุ่ยเฉยแค่เด้ลุมิวตัวเรียปงกันมอชีปงกันจ้าเด้แต่แม่ตัวยอชูเนี่ยกาเลยยอสกาวจุดตัวน้าเทมาพี่พี่ตะกี้งารูกูก็ตัวเปลี่ยนเนี่ยคอสาวแค่เด้เช่นมายันตัวเรื่องารูน่ากูไล่เด็กขามาพี่ตะกี้เป็นเลนีนะช่างกูเกสิบิงารูกูเกนโอแค่เด้สุดเรามาเอาไม่บุพี่ตะกี้กูมกูสาวพี่ตะกี้งารูเนี่ยตัวชีเดียวสุดเราตัวเช่นเนี่ยไม่เลี้ยวเด้พี่ตะกี้งารูมันน่ะไม่รู้ช่วยเลยงารูตาซาเช่นเลยตารู้ช่วยเลยยิงเด็กเช่นมาพี่ตะกี้งารูกูยีไต่เด้เรากูอีดีลาลุมิวเดียแต่ดีมีอะไรเนี่ยที่นี่ตรงส่วนเจ้าปีก็ตัวปีเปลี่ยนไหมที่นี่ตรงเจ้าปีส่วนก็ตัวปีเปลี่ยนไหมพี่ตะกี้งารูเนี่ยตัวชีเด็ดแล้วแต่ชอบลงพี่ตะกี้งารูปูสาวเนี่ยงารูวินไต่นายเมสุราตัวรู้สึกเทมันไม่ชิบุแกยับติดติงชิมชิเดดีกันเนี่ยบ่เนาะยอชูเนี่ยกันแหละเนาะตัวรู้เนี่ยไอ้ดิลูမျိုးဖျားသခင်ကိုးစားခြင်းမရှိတဲ့အတွက်ကြောင့်မလို့ဗောနော်အဲ့ဒီတချို့ဆယ်ဦးနဲ့သူဣတိရိလလူမျိုးတွေဟာဆိုလို့ရှိရင်ခဏံတီကိုဝင်ခွင့်မရခဲ့ဘူးနောက်ကျန်တဲ့ဂါလတ်နဲ့ယောရှုနဲ့ဂါလတ်နဲ့ကျန်တဲ့ဣတိရိလမျိုးဆက်တစ်တွေပဲခဏံတီကိုဝင်စားခွင့်ရတယ်ဆိုတဲ့အကြောင်းကိုလည်းကျမတို့သိရှိရမှာဖြစ်ပါတယ်ဒီသင်ခန်းစာကိုကျမတို့ကြည့်ရှင်အဖြစ်ဖျားသခင်ကကျွန်တော်ကျမတို့အမြဲတမ်းပို့ဆောင်တဲ့ဖခင်ဖြစ်တယ်ဒုက္ခလည်းတွေ့နိုင်တယ်လို့ဒုက္ခလည်းကျမတို့တွေ့နိုင်တယ်တခါတရံဘုရားသခင်ဒုက္ခပေးလိုက်တဲ့အခါမှာကျွန်တော်တို့အရင်တမ်းခက်ခဲတဲ့အရာတို့ဘုရားသခင်ကနေငါနဲ့မရှိတော့ဘူးလားနေငါနဲ့အတူမတွားလာဘူးလားဆိုတော့ဘုရားသခင်ကိုကျမတို့ဝေဖန်ပြစ်တင်ကြတယ်ဘုရားသခင်ဒုက္ခပေးတဲ့အခါမှာဘုရားသခင်ကိုတော့မေ့တယ်ဘုရားသခင်နဲ့မတွားလာတော့ဘူးပျော်လိုက်ကြတာပြုံးလိုက်ကြတာဗောနော်တခါတလေကျမတို့အရောက်စီတိုင်းအသက်တာလည်းအဲ့လိုမျိုးရှိတယ်ဆိုတဲ့အကြောင်းဒီအရာဟာကျမတို့ရဲ့အသက်တာမှာခွန်အားယူဖို့အင်မတန်မှအရေးကြီးတယ်ဗောနော်နောက်ဆုံးတူနဲ့ဒါဝိရဲ့အသက်တာကိုကျမတို့စင်ချင်ခွန်အားယူကြပါစို့ဗောနော်ဖိလိတိလူတွေဟာဆိုတော့ဣတရေလတို့ကိုဗောနော်ဒီအေ
လာချိုင်းနာချိုင်းဝိုင်းနာမှာပေါ့နော်စစ်ခင်းဖို့ရန်အတွက်ပြင်ဆင်နေတဲ့အချိန်မှာယေရှဲရဲ့သားဖြစ်တဲ့ဒါဝိဒ်ဟာဆိုလို့ရှိရင်တိုးချောင်းသားဒါဝိဒ်လေးဟာဆိုလို့ရှိရင်ပေါ့နော်သူ့အဖေကတွားရှောလူစစ်တပ်မှာနေ့အကိုတွေအမှုထမ်းနေတယ်နေ့အကိုတွေနေကောင်းချမ်းမှာကြလားဆိုတာကိုတွားပြီးတော့စုံစမ်းဖို့ရန်အတွက်သူ့ကိုပောက်ပောက်တဖာနဲ့မှုတ်ဆယ်လုံးပေးပြီးတော့မှစုံစမ်းဖို့စေလွတ်တယ်စေလွတ်တဲ့အခါမှာဗောနော်အဲ့ချိန်မှာဒါဝိဒ်ဟာဆိုလို့ရှိရင်အဲ့နေရာကိုရောက်သွားတဲ့အခါမှာဖိလိတိလူဖြစ်တဲ့ဂေါလိယတ်ကချိန်နဲ့တပြေးညီဣသရေလလူမျိုးတွေကိုစိန်ခေါ်နေတယ်ဗောနော်ငါ့ကိုတိုက်နိုင်လာတိုက်ဆိုပြီးတော့အမြဲတမ်းစိန်ခေါ်နေဒါပေမဲ့ဣသရေလလူမျိုးတွေအဲ့ချိန်မှာလဲကြောက်ရွံ့တုန်လှုပ်နေတယ်လုံးဝမတိုက်ရဲဘူးဗောနော်အဲ့ချိန်မှာဒါဝိဒ်ကဗောနော်ကြည်နေတဲ့သူဒါဝိဒ်ကကြည်နေတဲ့အချိန်မှာဒါဝိဒ်စိတ်ထဲမှာမခံမရက်ဖြစ်မှာပေါ့နော်ကျမတို့ဆိုရင်လည်းပဲစိတ်ထဲမှာဒီလောက်ဘာဖြစ်လို့မတိုက်ကြတာလဲဆိုတော့ဒါဝိဒ်ကတော့မခံမရက်ဖြစ်မယ်ကျမအနေနဲ့ပေါ့နော်အဲ့ချိန်မှာဒါဝိဒ်ဟာဆိုလို့ရှိရင်သူ့အကိုတွေကိုပေးမဲ့ရိတ်ခါတွေကိုရိတ်ခါထိန်းသိမ်းတဲ့လူထံပေးပြီးတော့မှဒါဝိဒ်ကတွားပြီးတော့မှတွားပြီးတော့မှရင်ဆိုင်မယ်ဆိုတဲ့အကြောင်းကိုဒါဝိဒ်တွားအဲ့ချိန်မှာသူ့အကိုတွေကသူ့ကိုပြောလဲဆိုလို့ရှိရင်ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး7အငယ်28ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ထိုသူတို့နဲ့ဒါဝိဒ်ပြောသည့်အကိုအကြီးအေလျဘကြားလင်ဒါဝိဒ်ကိုအမျက်ထွက်၍တင်တီအဘယ်ကြောင့်ဤအရက်တို့လာတနီးထိုနည်းသူတိုးတို့ကိုတောတွင်အဘယ်သူလက်၌အပ်တနီးတင်မာနာကြီးချင်းတစ်စိတ်နှလုံးစိုးညစ်ခြင်းကိုငါသိ၏နော်ဒီဟာဆိုရှင်ရင်သူ့အကူကသူ့အဖေကဒါဝိဒ်ကိုဒီနေရာလွတ်လိုက်တဲ့အခါနေကောင်းကျမ်းမာရဲ့လားဆိုတာပဲတွားကြည့်ဖို့မုတ်ပဲတရေစာတွေတွားပေးဖို့ပဲသူ့အဖေကစေလွတ်လိုက်တယ်တိုးတော်ညာလည်းပဲတစ်ချိန်လုံးပေါ့နော်အဲ့ဒီဂေါလိယကဖိလိတိလူဖြစ်တဲ့ဒီဂေါလိယကအများအားစိန်ခေါ်နေအဲ့ချိန်မှာဒါဝိဒ်ကဂေါလိယနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ရအတွက်သူတွားပြီးတော့မှရှောလူမင်းထံနော်ရှောလူမင်းထံကိုသူတွားပြီးတော့မှတောင်းသူများခေါ်ဆောင်သွားတယ်အဲ့ချိန်မှာသူတိုက်ခိုက်ဖို့ရန်သူပြင်ဆင်တဲ့ဟာဆိုလို့ရှိရင်ကျမတို့ကြည့်မယ်ဆိုလို့ရှိရင်အခန်းကြီး7ဓမ္မရာဇဝင်အခန်းကြီး7အငယ်45 46ကျမတို့ရှိမယ်ဆိုလို့ရှိရင်ဒါဝိဒ်ကတင်တီဒါလန်ဒန်ကိဒုံပါလဲငါထန်တိုးလာ၏ငါတီတင်ကြိမ်ပေတော့ဣတေလဘုံချေတို့ဤဖျားသခင်ကောင်းကင်ဘုံချေအရှင်သာရဖျားဤနာမပါလဲတင်ရှိရတို့ငါလာ၏သာရဖျားသည်တင့်ကိုငါလက်၌ယနေ့အပ်တော်မူသည်ဖြင့်တင့်ကိုငါတက်၍လက်ဘင်းကိုဖြတ်မည်ဆိုပြီးတော့မှကြွေးကြော်တဲ့အချိန်မှာအဲ့နေရာမှာကျမတို့ရုပ်ရှင်ကားကြည့်မယ်ဆိုလို့ရှိရင်ဂေါလိယဆိုဟာဆိုရီမာပဲဒါဝိဒ်ကကျမတို့ဒါဝိဒ်ကပူတေးတာဖူးဖွေးလေးပဲကျမတို့တိတာလေအဲ့ဆိုရင်ကျမတို့မြင်အောင်ကြည့်ရင်လေကျမတို့ငယ်တော့ Sunday School ဆရာမတွေပြောပြတဲ့အချိန်မှာကျမတို့လည်းရည်ခဲ့တယ်ဒါဝိဒ်ဘယ်လိုတိုက်နိုင်မလဲဆိုတော့ရည်တယ်ဒါပေမဲ့ကျမတို့အခုသူဟာဘုရားသခင်နာမနဲ့လာတဲ့အတွက်ကြောင့်ဘုရားသခင်ကသူနဲ့အတူရှိတယ်ဒါဝိဒ်ကသူကြုံတွေ့ရတဲ့အခက်ခဲပြဿနာတိုင်းသူ့ရဲ့အသက်တာမှာသူတိုးကြောင်းနေတဲ့အချိန်မှာလည်းပဲရှင်တိတ်တွေနဲ့ရင်ဆိုင်ရမယ်ညီခွေးတွေနဲ့လည်းသူရင်ဆိုင်သူ့တိုးတွေမပြောက်အောင်သူ့တိုးတွေကိုသူကာကွယ်ဖို့ရန်အတွက်ချိန်နဲ့တပြေးညီသူဟာဒီလောက်လေးနဲ့သူဟာယဉ်နီးပြီးသားလူဖြစ်တယ်ဒါကြောင့်မလို့ဒါဝိဒ်ဟာဆိုလို့ရှိရင်လောက်လေးတစ်လုံးလွဲပြီးတော့မှဂေါလိယကိုအနိုင်ပိုင်းတဲ့အခါနောက်ဆုံးဘုရားသခင်ဟာဆိုလို့ရှိရင်ဂေါလိယရဲ့အသက်ကိုဒါဝိဒ်လက်အောက်ကိုကြာရောက်နိုင်ရတဲ့အခွင့်ဘုရားသခင်ပေးတယ်ဒီကနေ့ကျမအရောက်စီတိုင်းရဲ့အသက်တာမှာလည်းပဲနော်ဘုရားသခင်နဲ့နာမနဲ့တွာလာတတ်ဖို့ကျမတို့ကိုးကွယ်နေတဲ့ဖခင်ဟာဆိုလို့ရှိရင်အသက်မဲ့တဲ့ဖခင်မဟုတ်ဘူးဖခင်တကာတို့ရဲ့ဖခင်ဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့အရှင်ဖြစ်တယ်ဒါကြောင့်မလို့တခါတည်းကျမတို့ကြုံတွေ့ရတဲ့အခက်အခဲပြဿနာတိုင်းဟာဆိုလို့ရှိရင်ဖခင်တခင်ကကျမတို့ရဲ့အသက်တာဘဝပေးသင်ခန်းစာအဖြစ်လဲဖြစ်နိုင်တယ်ငါသမီးဒီထက်ရင့်ကျက်ပါစေင
ငါသမီးဒီထက်ခံရရှိပါစေတကယ်လို့ဖခင်သခင်ကအဲ့လိုပေးလိုက်တဲ့အခါမှာနောက်တစ်ခါဒီလောက်လေးလာလို့ရှိရင်ကျွန်တော်ကျမတို့မမှုတော့ဘူးဒီဒုက္ခဆင်းရဲလေးရတော့ကျွန်တော်ကျမတို့အရောက်စတိုင်းအသက်တာမှာမမှုတော့ဘူးဘာဖြစ်လို့ဆိုဘဝခါလီလီတနေ့ကျရင်ခြုံတော့အရာတာကိုကျမတို့ခံစားရမှာပဲဖြစ်တယ်ဒါကြောင့်မှဒီမှာရှိတဲ့ညီကိုမတော်မအရောက်စတိုင်းအသက်တာလည်းပဲဒီကနေ့ကျမတို့တစ်ခါတည်းလူတွေရဲ့ထောက်ခံမှုကိုပဲကျမတို့တစ်ချိန်လုံးမျှော်ကိုးနေဒီလူအကောင့်ငါ့ချိန်လုံးပဲအကောင့်ပြောခိုင်းစေချင်တယ်ဆိုတဲ့လူတွေလည်းရှိတယ်သို့တော်ညာပဲအဓိကကျမတို့နှလုံးသားထဲမှာတုံမီရမှာဘုရားသခင်နဲ့အတူတွာလာဖို့ဘုရားသခင်ငါ့ကိုဘာခိုင်းနေပြီလဲဘုရားသခင်ငါ့ကိုဘာပြောနေပြီလဲဆိုတာအသက်တာမှာတုံမီဖို့လူတွေရဲ့မျက်နာကိုမကြည့်စရာမလိုဘူးဘုရားသခင်နဲ့ကျမတို့အတူတွာလာနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟာဆိုမန်ကန်တဲ့ရွေးချယ်မှုကျမတို့ရွေးချယ်တယ်ဒါကြောင့်မလို့ညီဟာမိရဆိုလို့ရှိရင်ယေလူရှလင်မြို့ရိုးတိဆောက်တဲ့အခါမှာလဲအဲ့ဒီလူတွေရဲ့ကဲ့ရဲ့ပြစ်တင်တန်တွေချင်းချောက်တဲ့အရာတွေကိုစိတ်ထဲမှာမထားဘူးဘုရားသခင်ခိုင်းထားတဲ့အရာဖြစ်တဲ့အတွက်ငါလောက်ရင်ဘုရားသခင်ကလည်းအတူပါမယ်ဆိုရင်ညီဟာမိအောင်မြင်တဲ့အသက်တာကိုရရှိခဲ့တယ်နောက်ပြီးတော့မှမောရှေလည်းပဲသူ့အကိုသူ့အမဘာပဲပြောနေပါစေဣသရေလလူမျိုးတွေဘလို့ပဲကဲရဲ့ပြစ်တင်နေပါစေသူဟာဆိုလို့ရှိရင်ဣသရေလလူမျိုးတွေကိုခွင့်လွတ်ပေးဖို့ဘုရားသခင်နဲ့အချိန်တပြေးညီတောင်းလျှောက်ပေးတဲ့အခါခေါင်းဆောင်ကောင်းအရေးချင်းကျမတို့တွေ့ရှိရမှာဖြစ်ပါတယ်ပြီးတော့ယောရှုနဲ့ဂါလက်လူဂျန်နဲ့တရှုဆယ်ဦးကဘာပဲပြောနေပဲယောရှုနဲ့ဂါလက်ကတော့ဒီနေရာဘုရားသခင်ပြင်ဆင်ပေးတဲ့နှုတ်နဲ့ပြားရည်တကယ်ရှန်တဲ့ပြည်ဖြစ်တယ်ငါတို့ဝင်စားရရင်ပျော်စရာအရန်ကောင်းမယ်ဘုရားသခင်ပေးတဲ့ပြည်ဆိုတာမှန်တယ်ဆိုတဲ့ဟာကိုသူတို့ကကိုးစားတဲ့အတွက်ကြောင့်နောက်ဆုံးယောရှုနဲ့ဂါလက်ဟာခါနန်ပြည်ကိုဝင်စားနိုင်ရတဲ့အခွင့်ကိုဘုရားသခင်ပေးခဲ့တယ်နောက်ဆုံးဒါဝိဒ်ရဲ့အသက်တာသူ့ရဲ့ခွန်အားနဲ့သူသွားမယ်ဆိုရင်ဒီဂေါလိယကိုသူမနိုင်နိုင်ဘူးတိုးတော်ညာလည်းပဲသူကိုးကွယ်သူကိုးစားနေတဲ့ဘုရားသခင်ရဲ့နာမတော်နဲ့သူသွားတယ်ဘုရားသခင်ရဲ့နာမတော်နဲ့တိုက်ခိုက်တဲ့အခါချင်းချောက်နေတဲ့ဒီဖိလိတိလူဂေါလိယကိုလည်းတပ်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကျွန်မတို့တွေ့ရှိရမှာဖြစ်ပါတယ်ဒီကနေ့ကျွန်မတို့ရဲ့အရောက်စတိုင်းရဲ့အသက်တာမှာလည်းပဲလူတွေရဲ့ထောက်ခံမှုကိုကျွန်မတို့မမျှော်လင့်ဘဲနဲ့ဘုရားသခင်ရဲ့ထောက်ခံမှုကိုပဲဘုရားသခင်ရဲ့စေစားချက်ဘုရားသခင်ရဲ့ထောက်ခံမှုကိုကျွန်တော်တို့မျှော်ကြည့်ပြီးတော့ဘုရားသခင်ကိုသာစစ်မျှော်ကြည့်ပြီးတော့မှကျွန်မတို့ရဲ့အသက်တာမှာခွန်အားယူတတ်ဖို့အင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းဒီဒေသနာလေးနဲ့အနေငယ်တိုက်တွန်းခွန်အားပေးခြင်းနဲ့ဇာနာတော်ရောက်စီတိုင်းရဲ့အသက်တာမှာထိမိ၍လဲစရာဖြစ်စေပဲထိမိ၍တိဆောက်နိုင်တဲ့အသက်တာဖြစ်စေဖို့ဘုရားရှင်ကောင်းချီးပေးပါစေสิบลูบาปตรามุเลเฮขอเห็นนว่ากษากลูชานี่ลอเกยบกเลสุตาทปูนี่ลอตาทปูคานี่บกนาหุบาตาตาอุเลปตราหุตอนี่ลออโซบกลูทอโซตามาบุนี่ลออุลมโกบาตาโบสสุยากษาสิบลูสิโพบากษาตาโบยาโดนมาลอกษาเนบาปานสุยบาปาหุดอตาบลูโดนมาลอปายาเนบาปาตาดูอาดมาบาสาตนากิกษาเพเฮกินาตาดูตเลตเปบาบาสาวิตาสุตุโลบาปตาเฮนิตเกปาเลเฮมาบุมาตราโกดิกอนอกาเดอุเลลอยิเมอุเลติยากอเมยทิลอกอภูเมเกดอทิซอกอเซติพาเมเกอุเลตโรสุโมบุโกดิกอนอกาเดติพานาเกกษาสุรมาสลาบันเกพอเลเฮมาบุมาตราเลติอุพอเมเกตาสิเซบุตปุเมตาตาสุติพันเมเกจาปูวก็เลตาลูก็คาเดติพันเมเกกษาสุรมาสลาบันเกปาตุลบาปจามาบุสุยบาปจาเฮก็ดิกอนอกาเดนิตเกเลเยซูคริสต์มุขินาลปาตาโบสสุยากษาอาเมน
ni mu tong le bu te we ya da le gle we we te da go da ke da so do ni mu na to te pa ma the we ta ba kwa sa me ye we no me ti Double double moon and a king, oh watering. Tattoo out along the wing, go mooning. Tatakula you go to all, Tamula lebue, Taku tago ah, my boy you down. Musada gabole bukuya. Munada kiwatria Ho kumina da da pong Kuni we no meti Wala ga yang riba Logo itena tunga You kikanya na da gasang Dulo ta kanyola ne ya No ilogi ya da da ku Double double moon out a king, oh watering. Tender out along the wing, go mooning. Tatakula you go to all, Tamula lebue, Taku tago ah, my boy you down. Musada gabole bukuya. Munada kiwatria Ho kumina da da pong Kuni we no meti Wala ga yang riba Logo itena tuga You kikanya na taiga sang Dulo ta kanyola ne ya Doi logi ya da da ku Sada ga bole bukuya Munada kiwatria Ho kumina da da pong Kuni we no meti Wala ga yang riba Loko itena tongang You kikanya na taiga sang Dulo ta kanyola ne ya No ilogi ya da da ku Dulo ta kanyola ne ya Doi logi ya tataku Sibuba terala malama kebuah kesala datu itasa ni lo kai berkenal huba datu kepahi do tabu batinya ni lo Siblu baki kesayo ablu pudoma le tahanya ilo penibawa dah tasuk do takweta ya do siblu badu do tahanya ipale hini pa tasuk do takweta ya patra mutir phako dino gade fudo yo apwa go mu le butko batko yo le sak do na ke ko dino gade ni lo do siblu ba se ko di tninya i di miweda musani ta chu pha te ni to ni do bana nulo ko ta chu pha no bala sai do ke nulo we phom mu ti pha ko di no ga de siblu ba we ti pha do ma ni lo lo nu le ke he musani da bu da ba ta ta kle ni do bala khi ni ba ta sai do ni ke miweda guru khi lo so ta ke miweda jukra do bala khi khoi no ba sa ya ke lu tha ke miweda patra mu sa mi thu do ta ta wi ni ke miweda bu pho mu da mu la mu do ta chu ka pha ni ke miweda patra mu la khu mu ni lo
ดอมือลุยนี้เข้มสิฮักคนนี้ปูดอตามาลูกสายว่าก็ลือกท่าล้อคนนี้พวกเกมุบากียอพอก็มุกดีนอกาเดเล็กเฮดอมาลูตกูสายก็ลือท่าเลตัลลอสสวีปูมิรีดอเล็กลีกลามิรีนี่ล้อดอมุเจนีปูดอตาดูตาตาชื่อพาตะโตสารเลหัวคอเยนารีดอจุเลฮักคอเยนารีคนนี้ดอมีเวลาตาบุบาสิญาโซยอพอก็มุติตพาเลิกกันดูรอตกูตาชื่อพาตาดูตาอ๋อดอกมาตกูตาดอกป่วยติดพาตะกาดอกกุดีนอกาเด็กก็สิกอนี่ล้อดอกเดี๋ยวนี้ยายไปสิบลูบากีสายวันล้อซอปูดอปัตรามุเอพอทูโนสันดาเวสิสาบาวดาอโพกิบบ้าป่วยดอตากิตาบ้าคนนี้ภาษาคือดูมาดอเลตัดชื่อพาเรื่องนี้ปกตินอบากีตลาดใหญ่โมเลกสิสาอันนี้อโพตะกาดอกกุดีนอกาเด็กนี่เนี่ยตัวพอเลบักว่าสมัยดอตาสุตาซาเลโลกเลสนดาเวดอพอเลบักว่าสมัยดอตาก็ตาเคเลตาดิตายาคูมิรีเลที่โดนยาคูมิรีฮิดูคอนเทอร์ตโนบักว่าสมัยดอตาก็ตาเคพัดดูโลปกตินอเวติพาเลตาชื่อพาเสกอนิโลดอปกตินอบากีเสกอดิที่ก็ตาอุตาตาเคเลเคซีกเลตากุริบบ้าโกกเลกิตาบาลบาซาโกทหารอีปกบาชื่อพาดอกตรามุลกบาชูพาดีตาสอสวิทุบาตุทหารใหญ่พกบาชูพาตกูดอกสิบลูบากีพวกกูดินอกาเดสิกอนิลอทับลูดมานิลอสิบลูบาปเนเรตราเลปาพลานิวาตาจุกพาริเมกิดอตาบุปาติญาตพานิลออสุนีแต่สิบลูบาสิกอปตรามุลก็เลตัดจุกพาเลเปเลบาเลขีจุกพานี่ตรามูคิสคุนิลอส่วนนี้สิบลูบากษายาบลูโพดลมาลอดีตบตาบุตาบาอีเปเลเลตาฮิบาหุตาดอสิบลูบากษายาเลบสิบลาสิกอปตรามูเลเฮคอฮิดอบากษากลุกชาเมก็เลตัดจุกพาเลเปเลปตรามูเมเกดอบบุเดมุติพาเลพอนิวาสเมโดดิจาตาวติพาเมเกสิบลูบาอ๋อดอกปตราเลมาลามากพอตัตุวิตาสติรพามีกีดอกปตราดูเลก็สุยพลาดามีกีสิบลูสูสิก็อ๋อดอกพิพิเลสระบาเลตาเดมีกีสิบลูบาตุกวันเนี่ยดูเลดูอาดูสิบลูบาอยู่อาปากมูดอกบุดอกเอมูปาตราตมาก็ดีก่อนนกาเดตุบุตุตาสุตรุสมูบุตุเฮบุตก็บาตก็บาตาก็ดีก่อนนกาเดตนอดอกเวติรพาดูก็บาตก็ตาดอกพาเลคลิกลาก็di kono ngade ti panaki da besiblu batu ko ngade ni lo makei bakle su tatu pha lo pwe ni lo so pakatawi tatu ka pha sa ka to ta sa me wi do patramu khisa khu ka ki ba tu pha ra me wi do pakatawi do kana sa do patra do sui plada ni loคุยบาชุกพาแล้วป่วยดอจ่าตาตากันยอเตจ่าเลยปาตาบุยว่าปสิบลูนาโดมานี่ล้ออกิดิเลนี่ดอตนิมิญาอีกษาตาบุยว่าสุสก็ครอบครัวภาษาดอดาเลวดอตุลสอดนาริเคอีเป็นเลครอบครัวบาออกไปมาดอภาษาตาบุยอับลุโพทัสเวสว่า
เราไปจุดบาลจะหาบะเมียนไปดูในบาตาเควตายาตาสกัดตัวตบลีแล้วไปกูบูทบานาละตาหลอซอสกุยดีตัวอีกคู่เราไปสิบกิกษาตาบุยวาแล้วไปตาดอทเพญาเนี่ยล้อมกสามีก็มาตาสิบโพสชอบระกีโอสุขานิรกีปายว่าเรามุขสุกเจนี่ดอกปลากวิกยาไปตากิสิบาษาเราไปตาจะกระบาดที่จะพาแล้วตรอมกษาตาบุยวาตาสุกเอกเลก็มีเดดอตุโลดกนามาไปตาคุยนาแล้วเซอร์ตนาริกอีสิกอนิรกีปาตาโบยว่าอลมุขมิมสานาริญญาอีป่วยแล้วมินพูผู้ควาแล้วสุกินาเกตาดอกป่วยแล้วมินพูผู้ควาแล้วนเตลปวาแล้วมินสุตาบาติติรพาอินีดอกปูมูบาวดาแล้วปะหกขุดบิญญาอีเมพิคูดอกลอสดาตาป่วยแล้วอุโซดอกมูบาวดาแล้วก็เบียดบิญญาอีเมพิคูนี่ดอกปะกบาลเลครอบโพดอกปะบาลเลครอบโลกว่าเซเมตรีตาติรพาอามาแล้วปะตาตมูตาเลปูนี่ล้อมาสาธนาเกดอปติญญาละเนเอปาละตาเอทุยอยู่ดอนมูปาละตาบิตาโพดอนหุยดิปาละปามุติตะภากลาดอปูมูโอเกบาวดาจุเลมิมสาธนิญญาอีโคดอปสิบลิกิกษาตาบุยวานี่ลอสุกตะเนดอปตาโอคิตาสุกษาตาบุยวาโอดอปกิญญาละกษาตาบุยวากตุโลบาปตาคิติตะภาตุรเมเทตาบาปตาเนตุเกมิเมตะขอกเมตาบากษาตาบุยวาตาวนิมาสดอสวิสิกอปวาดอมาละปวยบาสิกอดิปตาโลบาติตะภาสิกอเนตเกพระเจ้าพูดพูญญาอีเมคริตาพูดพูดเลยกษาตาบุยวาตุลอเตนิปัวดอมูดอมาเตลิตาดอเลเตลิตาเลยอันนี้อาลาก็ตอพูดดอตุลมีมิสานาริญญาอิดาเลเซโกเมคริตาพูดพูดเลยบาตาติญญาเลยหกขุดดอตบิญญาดอเมตาพูดพูดเลยกษาตาบุยวาเอติลิโอดอกกษาตาบุยวาโอสุติลิดอเวติรพาคูเนดอปตินอดอเซสวากิพระเจ้าพูดพูญญาอีโมปาพิพูเลอเลปุติติรพาตามาเรตพาดอโมปาพิพูเลมุดิเวดาเลมิมสานาริญญาอิติรพาปตินอทอมาเกอเวติรพาตาหูตาเรตาพิจามาติรพาสิกอเนลอดอดิเนโตปะกิญญามาเลกษาตาบุยวากสวยมาเสกีปมุปปาเลมิตุปาตอกตอโกกาเดดีเอาไว้ที่จะพาตบล็อกข้ามีจิลิคุณนาลูดูไปดูเลยจากผู้ดูผู้อีอวตัวนี้เราไปขึ้นงานแล้วก็สาตาบุยวาก็สวยสวะเกเอาไว้ที่จะพาเลยจากอมูจากพิจามาจากอุตาโซปูก็สาตาบุยวาเขียวจากอิตาบ้าจากสุกเลยนอคุณดอเลยนอตาวันนี้มาสดสวยสิก่อนนี่เก๋ดีเนี่ยตัวสุดโซจนาริเคอีสิก่อนนี่เราปูเราไปคูบนาลูดูไปดูตะพาเราสดาจากปาจากพุทธราโดนกษาดาวเวคุณได้อยู่พวกเขาพูดดูพูดเท่าพูดติดพานี่ล้อเมหิโปก็พูดดูพูดเท่าพูดติดผาแล้วก็สาตาบุยว่าคุดเธอทออลอซอซอดาวเวติดผาให้อุตุลอตาละตาลอจะจออีเมตาลอแล้วบ่าวเวดาแล้วก็สาตาบุยว่าคุดเธอทอนี่ล้อคุณดอไปซอยสวาเกเปตราโดนกษาดาวเวคุณดอหิโปก็พูดดูพูดเธอพูดก็การเดก็ดูเดมูปาแล้วบาดเทดอเลยลอยลอบูดอปิดอเวตผาขี้ข้อยาข้อตระดอกกาเดตดูดอกดูเดหิโปก็พูดดูพูดเธอพูดเกียเมสิทิตาพิจามาชนิดพิมาเวกูมีเดกษาตาบุยวากลุลองอ่ะเราจับดูจับพูดสุสวะดอตาเลอหลุดดอกเวติดพาเลอตาอมุพูดาเลกษาตาบุยวากมาเลอป่วยนี่เกเวติดพาอวเนสวยดอมาสสิกอนี่เกเราสอดาจับปตินอทอเกปมูปาเตอร์กันนี่ล้อมีปวดมือจูปาตัวติดพานี่เราสวยเกเวติดพากูดีนอกาเดดีมีปวดติดพาเลอเราจิลิกษาตาบุยวาดอมุติลิตาตาคุกสอตาพิจามาปุนี่ดอกษาตาบุยวากสวยดีอเลตาอมุปูดอกเมมูปาลิดูเปโดเลป่วยพูลิติดพาวดอกแก่ดอกเสกตาดูตาพูตาสุสวะเลป่วยพูลิติดพาดอกตาเลโลดอมูปาพิพุติดพาอินดอกปกติญาเลกษาตาบุยากมาเลป่วยนี่เกอเวติดพาดอกนี้ตาเตตาลาเลอุดอเวติดพาตัวนี่ดอกปฏิญญามาเวดาเลมีปวดติดพาเลฮิสกิเลกษาตาบุยวาอังเกตเจอคูดอกปกติญาเลกษาตาบุยากดูอุสุคลิบาปมูปปาติดพาอิเลอันนี้อาลาก็ตัวพูดเลยเจ้ามุตาเลปุกิเตวันนี้มาสดสวิสิก่อนนี่เก๋ทีนี้ตัวปตราโดนกษาดาวเวกษาตาบุยวาเห็นตาเอาดอกปิดดอกเวทพาคุณดอกพวกคว้าขี้กาดอกมาตาบุเลตาตมุตาเลปุเนลสวยเกี่ยวเวติดพานี่เก๋เจ้ามุตาเลสุญญากษาตาบุยวากันเลตาดอกดีมีปวดติดพาเลติลิตาดอกกษาตาบุยวาตัวนี้ดอกปกิญญาเลกษาตาบุยวากระเปิสคว้าบ่าวเวติดพาเลตาตมุตาเลสุญญาดอกตาพิจามาปุกษาตาบุยวากระทุสุนเนกเลอกษาตาบุยวากันเลหุตาดอกวันนี้มาสดสวิสิก่อนนี่เก๋ดีเนี่ยตัวปฏิญญามาป่วยแล้วพระเจ้าพูดพูญญาอีปูดอปคูบนาลูดูไปดูจะพาเลมาตะกูตาสิกวันนี่แล้วพระเจ้าเอาผูปูดอพูเซมีเรเจ้าผูปัสสุลข้อติดพามีเรเจ้าผูเนเรมีเรปาเปเสติดพามีเรดอกกระดพูมาตะพูคุณนาติดพาเลมาตะกูตา
ดอตาพิตามาตมีกษาตาบัวก็สวยมาเสกเอาไว้ติดพาแล้วตาพิตามาปูกษาตาบัวโกดอไว้ติดพากษาตาบัวกันแล้วคุตาดอไว้ติดพาดีมีปาติดพาแล้วจิลีตาแล้วก็ต้อกษาตาบัวตูนี่ดอแล้วตาพิตามาปูกูดอจานาเปลูตากเด็กเตียวเนี่ยมาสนสวยเสกอนนี่เก๋พระเจ้าปูอุดอตุสาตาบัวเวกโลตามาโลลิซอสกิมีเวอุดรวิภาพอตาบุตาบาดิโตอีมีเวดอมิลุนีฮาตาโพตาโตโลเนี่ยอยู่ลิซอสกิมีเวดออุมินีกตอตาบุตาบาทอยวาดอตามาโลลิซอสกิคอปเลปาร์พามีเวดอดิเนี่ยตัวมิคุนีกตอดาเลสิกอนดอปูดอคาตาตามาโลกสักลิกตาตาเมตาดอคอปเลพงพควาสิติพาวมีเวคูดอปูมิกรตาบุตาบาตายจากเลติพาเนี่ยลอดอดิเนี่ยตัวปะตาอุปอุสิกอดอเตนิตาเตนาตาชุกพากรติพาคูดอปะกิญากษาตาบุยวาแล้วก็ษาตาบุยวาก็สวยมาสกิปะตาอุปุพุญาอีตาพิตามาตาหูตาเกโกมิเนคุณาจะพาเลหลอกเลแต่เนี่ยเราว่าสิคูดอปามาตะโกตาโกกันเนกูดอตานาเปลุตาเลตาเลตามาตะโกตาปูเลตาเลเลญาลุตาปูวันนี้มาสนอสวยเสกอนนี่เกดิเนี่ยตัวปะตาอุปูสิกอดอตาอุพุลิเปลบจนอเลโอเลชื่อกอกาทิสก็เสติดพาดอปตินอเสสวาเกอเวติพาโกงาเดกูดูเดกษาตาบัวก็สวยมาสเกอเวติดพาตาบัวเลตาบัวลอตาสาเลตาสาลอพุตาเลเลตามาลุมาดูตาพิตามาแล้วเจ้าเลหิเลขอปูกษาตาบัวก็สวยเกอเวติพาโกดินอกาเดอวันนี้มาสดอสวยเสกอนนี่เกดิเนี่ยตัวเลปะตาปูดาเลเสกอนนี่ดอปะตาปูเสกอดอตาพุทธพาลอกษาตาบัวก็สวยเกอเวติดพาเกยมีสุติตาพิธามาเลทีนี้พิมาเวโกคาเดโกมีเดโกมิวเดนี่เราก็มีสักแค่ครอบครัวตาเลกษาตาบุยวาโอเราก็มีปาติดพาเลปาลุปาปุยกษาตาบุยวาเลตามูปูเราก็มีปาติดพาเลอุมุนีตามากษาตาบุยวาตาเราจะพิธามาแค่แล้วก็บาบลุบาพูบาลบาสาวเลกษาตาบุยวาสุกุมอลากระปอกันนี่ก็เที่ยวเนี่ยมาสนดสุยสิกอนนี่เกดูปูเพลบาเกปวาเราจะลิบโซตาก็จะแค่ตาล้วนนี่ก็ลุมิวดอตาลิบซอกลุมิวสิกอนนี่เกดิเนี่ยตัวปะตาปูปตินอทอมบาเกปะบาสุบาสาติดพาลอปะบาสุบาสาเวดาโกกาเดเวดาโกมีโกมิวลอตาสุตาสาเลปะโกทอยอทอมิติตบาติดพาสิโกเวดาอามาลอคูดอปตินอเชสวาเกอเวติพาโกดินอกาเดนี่ลอสวยมาสเกอเวติพานี่เกกติกตอละบาโอเวพูเวสเวโกมีเดกมีทาครอบครัวตาแล้วก็สาตาบุยวาโอที่ควาดาแล้วก็แก่ทอกติพอคาก็เจอแล้วเวติพาโกกติเนี่ยมาสดอสวยสิกอนนี่เกลอสดาตาปตินอทอกติตระตรามีติพาโกดินอกาเดลอีทวกว่าทวบาปสุภาษาติพาโกกาเดสิกอนนี่ลอสวยเกอเวติพานี่เกเฮอละตะกุตะเอตะกุดอตะกุเตอละปวยสิกอนนี่เกลอสดาตาปสิบุกิกษาตาบุยาเลตนิมิญาอีลีปนาหุติลีตัวนี่ลอปิเดมือตราเมพอทุนกษาดาวเวสิสาทบาเกกิเบบานอติบาพูปดาตาอิตาบาตาสุคลิโกดาปสิบุกิกษาตาบุยวาดาปสอยสวาเกอกษาตาบุยาเฮอกิบาโตหุดาพูละโดนิเวดอดิเนียโตกษาตาบุยาก็สวยปะละอิทเวกว่าทเวอตราตมาเมกหิพูโคพูดุพูทพูติตะโกติตะภาเสกอตาบุตาบุตาสวยสวัตมิโคกะลบาละเวติพาโลวนิมาสดสวยเสกอนิเกปาตาบุยวาอุลมุขวเปโลบานตามาสสิกอนิลอนุยเลกเฮมิเจนีอินีดอปูดอคริตาพุทพุญญาอิตาดุตาอดอตนิญาลอคุดอปคิญญามาละกษาตาบุยาก็สวยมาสเกปตาเรตาเคลตมิญญาอิสาทวดาละวดอตเลหาตาเรตาเคลตสอบาตสอดคาบาตคานี่ดอกเมตาคอลปตาละกษาตาบุยวาอุนนอวนิมาสดสวยสิกอปานิเกดิเนโตกษาตาบุยาก็สวยมาสเกมิมสานาริญญาอีปบาโกบาเคติตพาละอุเวดาละปทิลกอปุติตพาอุเวดาอามาเนลอปอเวจนปบาโกบาเคลตาสุตาซาบาปวาดอเปกันเลวดาเลตาสุตาซาหิตติตบากอุเวดาอตุนิดอปเวจนดคอยนปบากวาเสเมดอตาก็ตาแค่ครอบเลตาดุตายาโคดปเวจนดคอยนเลที่ดูคุยว่าคุสิกอนนี่ลอครอบเลนิสตาหามาวติตาหาวติตภาอีอคุนี่ดอปติญญามาเวดาเลปดอปิดอเวจนอเลทุสีมาเวติตภานี่ดอตามุลาติตภานี่เลกุเวดาลอภาษาตนาเกดอทหายาอิกษากลุกท่าตาเมตาตอดุตินอทอกีปวาลดาขิสุยวาอุเนรินิตาตนิปตาเลปวากันยอตะกีลอดาขิสุยวาอุเนรินิตาตนิปตาเลปดุพาดุพาตะกีลอตัวนี้ดอมิมสานาริญญาอีปวลมิกษาพุ่มพุกพาติดภาอีนี่ดอปะกะเมปาติภาลขิสุกษาตาบุยวาอุลุลุอะเรดิเลนี่ดอนี่กษากลุกท่าตาเมตาตอปะพลาติเวอตุลินี่ดอปติญญามาเวดาเล
ทุบลิพูเลมุพาพอติดพาดาเลยเนาะพุทธาบาตะกูบาตาบาสาดกษาตาบุยาลูอโคเดนเนาะปัวติดพาดาเลยเปติญาเลยกษาตาบุยาลูอเตลีปัวลีคุณดาปกึงญามาเลยกษาตาบุยากสวยกีดิปัวชิปุกปัวติดพาปัวดินนองานเดตกาเลยปลอปกเลปตันดาปัวสุสิกอเนรเกไปว่าอลมุขขบเลยไปชิปุกตาบาลบาสาตัวเวดาคนเนเนาะตาก็ตาแค่นี้อุทวดาเล็กๆกูพาเดนเนาะตากูบากุติเวกลุมีรีตากูบากุติเลยเนาะคุณเนาะตาเวกลุกูมีเดคุดอกแต่ตาคือสอดพิจามาตาจูอุลุตาสิกว่ามีตาแล้วก็เวกแค่เวดาสิกว่านี่เนาะคุณดอกพกิญามาเลิกสาตาบุยากสวยมาสกิปชิปกญาตบิญญาอีดอมมีกูเวตินเนาะตาบาลบาสากมาเกเวตากันนี่กิติอเนมาสเนสวยสิกว่านี่เกปาตาบุยว่าอุลมุขวทานยาอีแล้วปะตายบุทบาทนาอปุสิกว่านี่ดอกเกมีกษากลุกท่าตาเมตาดอลบาตาสิทอราลอติลิอติดพาเมเวดอตาวิสทอบรนาเลเปตาวิดอสิทอบรกิลิกษาตาบุยว่าติดพาเมเวแล้วแต่ชุกพาตะกุยกันยาแค่เลยเราป่วยแล้วมีว่าป่วยว่ามีจุดผ่าอีปะตาโลบาติดพาดาเลสิกว่าเรากินยาแล้วกษาตาบุยกันมาแล้วป่วยในกี่ว่าสิกว่านี่ล้อสวยกี่ป่วยแล้วที่นี่มีญาอีดอสก็ป่วยแล้วปะตามุสวยแล้วปะตาเลปุสิกว่านี่ตะกี้ไปว่าเอาเรื่องมุขปะคิดโทษจาเลยนะล้อปะตินโนทอกี้ป่วยแล้วมาควาเสมอตาก็ตาแค่มีก็ไม่ผูกแค่ป่วยแล้วกูดูตัวดีพอดีที่นี่ใหญ่ประมาณนี้บาพูบาสวยสวยแล้วก็สาตาบุยว่าตัวนี้ดอกแต่บุตรพูดว่าสวยสวยที่มีข้อสิก็กลัวบ่าวว่าด่าแล้วว่าที่จะพาลูกวันนี้มาสอนสวยสิก็นี่ตะกี้ปะคิดโทษจาเลยนะปะกลุยตัวดีปะต้องปะลูกเกี่ยวบุเลยล้อปะปะลูกเกี่ยวปะจามุปะทุกประดานแบบเลยปะเท่จากสิบาสาคูดอกเตโซมากระสระเกี่ยวปะตุลูกเกี่ยวปะตาขึ้นน่ะแล้วปะคิดมีวีปะทุกขึ้นดอกอุลอดที่จะพาดีตาบานตาตัวแล้วคริสต์มีคู่ขึ้นน่ะดอกปะสิบลูกินน่ะแล้วปะตาดอกปะญาเราใจไปว่าอุลมุขกษัตริย์ชิครีบลูพูยาตาเอตากุยตามิสอสขีตาเรลุมุลุยาเธอกาตกาโคตาสุยสุวาตาสุตากโมตาขุตาพูตาเลตาป่วยเลยยาดีเลตอป่วยดอกกลูปวันไซป่วยชิครีนี้กลอบาเลทานยังสาพุ่มบุควาติปาเลตอกรูเมปัวสาพุ่มเลเปลสิโนสาพุ่มเลฮิคอยนอตาเลบาทิพาลิดอตาทิพาขุดอปุกวาเลตาวิสุดอปรตาดอทานยังพอเลมาตกุตาขุดอยาปอมเลตรุสมุบูเลซูมิดิมบูเฟซบุ๊กไลฟ์ฟรียูทูบติดพาขุดอจุยังตรามีพอชิวเลสิสาบารีบับบะขุดอตรามีไดนาซีเลทานยังเลทอตาไซดอกบากบากาตะเลตาโอเพลซิสาขุดอสาพุ่มกวาเลบาสุบาสาโกดีนอกาเดลูยอดพวงมุลกวาดตาสุสาวก็ดีนวดพวงลุพวงโยจามุลปริชิกเลดีเมตุมาดูอบาดูมาซีอบาดูที่เลตาเลตาเปแค่นี้เราสุญญาสุสุขขานิดกีอาเมนอาเมนอาเมนอาจับดีกว่าแล้วมวยสุกิยาพร้อมก็ดีหน่อยเด็ดตอนเด็ดเก๋